အားလုံးပဲမင်္ဂလာပါဒီနေ့တော့ရီအိမ်ကဒီ coffee corner လေးကိုအားလုံးကြွားပါမယ်တအိမ်လုံးမှာပေါ့နော်ကိုအရန်ကြိုက်တဲ့နေရာကိုစိတ်ချမ်းသာမှုပေးနိုင်တဲ့နေရာဆိုရင်နှစ်နေရာရှိတယ်တစ်ခုကရေမွေးတွေထားတဲ့ရေမွေး corner ရယ်ပြီးရင်ဒီလိုမျိုးမနက်တိုင်း coffee ဖြော်တယ် breakfast ပြင်ဆင်တဲ့ဒီ coffee counter လေးပေါ့နော်ကိုရင်ဝင်ကိုရင်ဝင်မပြောဘူးသွားပြင်မန်းတယ်အဲ့ဒီနေရာလေးရာဒါရီကိုတိုင်းတေချာဒီဇိုင်းစဉ်းစားပြီးတော့မှ customize အပ်ထားတာပေါ့နော်ဒီနေရာလေးကတော့ Euro vlog တွေထဲမှာတော့အများတိုင်းခဏပါနေပြင်မဲ့တေချာလေးမပြရသေးဘူးပေါ့နော်ဒီနေ့ပြပါမယ်ဒီမှာနံရံလေးလွတ်နေတာကိုအပြည့်ပေါ့နော်ဒီလိုစင်လေးလှုပ်လိုက်တယ်ပြီးရင်ပေါ်မှာတန်းလေးနှစ်တန်းထည့်လိုက်တယ်ဒါကတော့ decoration ပစ္စည်းလေးတွေလည်းထားမယ်ပေါ့နော်အပေါ်မှာတော့အိမ်မှာအရက်သမားရှိရခါကျတော့မဖြစ်မနေသူ့ရဲ့အရက်ပလင်းတွေကိုနေရာပေးလိုက်ရတယ်ဒီဓာတ်ပုံလေးတွေကတော့ငကိုတွေကကြီးရဲ့စိတ်ကူးလေးပေါ့နော်စပြီးတော့ယူတဲ့အချိန်မှာပဲမာယာချိုလေးကိုစပြီးမှုရပါတော့ဒါမာယာချိုလေးမွေးချင်းပုံလေးပြီးတော့မူရပူလေးရောက်လာတယ်ခွေးလေးတွေဓာတ်ပုံလေးတွေထားတယ်ပြီးရင်အဲ့လိုဒီလိုဘူးလေးတွေဖန်လေးတွေပလင်းလေးတွေကိုရောက်တဲ့နေရာတိုင်းမှာဝယ်လေးရှိရပေါ့နော်ဒါကတော့ကျမယောက်ျားဒါသူ့ရဲ့ကြိုတင်ကြံစီမှုဒါနောက်ခရီးတွေသွားလို့ရှိရင်သူ့ရဲ့အဲကောင်းဆောင်ကောင်းတွေကိုသူရက်တိုက်မယ်ဆိုပြီးရက်ပလင်းတွေကြိုဝယ်ပြီးတော့စုထားတာပေါ့နော်ဒါကတော့ရေးရဲ့တောက်လေးတောက်ထားရှိတဲ့ထုတ်တွေ collagen တွေရှိမယ် probiotic ရှိမယ်ပြီးရင် fiber ရေး fiber အများတိုင်းတောက်ရတယ်ဒါကြတော့ coffee နိုင်ငံပေါင်းစုံက coffee တွေကိုရေးကစုလေးရှိတယ်ပေါ့နော်စုတာတော့မဟုတ်ဘူးလေအဲ့လိုယူလာလိုက်ဝယ်လာလိုက်နဲ့အိမ်မှာစုံသွားတာပေါ့လေအမျိုးအစားတွေက drip coffee တွေပေါ့နော်ဒါတရုတ်ပြည်က coffee ဒါဆိုလို့ရှိရင်ဒါမလေးရှားက white coffee ဒီမှာဆိုလို့ရှိရင်ဒါ coffee တွေရှင် wine အရသာနဲ့ coffee ဒါတရုတ်ပြည်က coffee channel ကနေပြီးတော့ပဲဝယ်လာတာဒါက Vietnam ကြောင်ချီ coffee ဒါကတော့ pure coffee အမှုန့်လေးတွေအမှုန့်အကျန်းပေါ့နော်စိတ်ဖြိုးကဒီလို coffee အကျန်းတောက်ရတာသဘောကျတယ်သူ coffee scent ထဲမှာဒီအမှုန့်ထည့်ပြီးတော့မှဖြော်ပေးတာပေါ့နော်ဒါက image က pure coffee ဒါလည်း image ကဒီ3-in-1 နှစ် coffee လေးပေါ့နော်ဒီဟာလေးတွေလည်းအိမ်မှာတစ်ခါပြီးဖြော်တောက်တယ်ဒီကအခုတလောဘာ coffee တောက်ဖြစ်နေလဲဆိုတော့ image coffee တောက်နေတာအဲ့တော့ image coffee ကဆွမ်းနာတော်ကကြီးပြတဲ့အောက်ကအမှုန့်ထုတ်တွေလည်းရှိတယ်လို့မျိုး ready to drink ပေါ့နော် convenient ဘူးလေးတွေလည်းရှိတယ်။နောက်ကြရေခဲတက်တာတွေက image coffee လေးထုတ်ပေးပါအောင်။၄မျိုးလုံးယူခဲ့။သူကဒီ ready to drink ပေါ့နော်ဒီလိုမျိုး convenient ဘူးလေးနဲ့လာတာအရသာက3မျိုးရှိတယ်ဒီ light ချီတစ်မျိုးကတော့သူတို့နောက်ထုတ်မဲ့အသစ်ပေါ့နော်ရေတို့ကအများအားဝယ်နေကြဆိုတော့ကုန်ပစ္စည်းမိတ်ဆက်တဲ့အနေနဲ့ဒီ light ချီကိုတော့လက်ဆောင်ထည့်ပေးလိုက်တာဒါကိုမဆန်းရသေးဘူးပုံမှန်အားဖြင့်ကတော့ဒီ cold brew မှာသူက classic ရှိတယ် classic က original အရသာပြီးရင် coconut ရှိတယ်ရေက coconut ကြိုက်တယ်ပြီးရင်ဒါကကြတော့ coffee A ပေါ့နော်ရိုး coffee A ပေါ့နော် cold brew ကရိုး coffee နဲ့ဘာကွာလဲဆိုတော့ရေတို့ပုံမှန် coffee ဖြော်မယ်ဆိုလို့ရှိရင်ရေနွေးနဲ့စစ်ချလိုက်တာပေါ့နော် cold brew ကကြအဲ့လိုမျိုးမဟုတ်ရေအေးနဲ့12နာရီကနေ24နာရီကြာအောင်လို့စိန်ထားပြီးမှရလာတဲ့အရေးပေါ့အဲ့ဒီခါကျတော့ तू ကဒီ coffee စီထဲမှာရှိတဲ့အစီအနှစ်တွေအရသာတွေအကုန်လုံးကို तू ကထုတ်လိုက်တဲ့နိုင်တယ်ပြီးရင်ဒီ coffee ရဲ့ရှိတဲ့ဒီတဘာဝ chocolate အနံ့လေးနဲ့ဒီသစ်သီးနံ့လေးကပို့ပြီးတော့ပေါ်လွင်ဒါပေမဲ့ acidity ကြတော့နည်းတယ်အဲ့တော့အဆိုင်ယောဂရှိတဲ့လူတွေ coffee တောက်လို့ရင်မှုတတ်တဲ့လူတွေဆိုလို့ရှိရင်တော့ဒီ cold brew ကိုတောက်လို့ရတယ်ပေါ့နော်caffeine တက်ကြတော့ तू ကပိုများသွားအောင်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီ coffee cold brew တောက်လို့ရှိရင်ပို့ပြီးတော့ तू က fresh ဖြစ်တယ်ပို့ပြီးတော့လန်းတယ်ပေါ့နော် coconut ဆိုလို့နော်လုံးဝ sweet drink လို့လုံးဝမထင်စေချင်ဘူး Gecko coffee စီရဲ့အနံ့အရသာအပြည့်ရပြီးတော့မှဒီ coconut ရဲ့ flavor လေးကိုနည်းနည်းလေးပဲ add on လုပ်ထားတာပေါ့နော်အရန်ကောင်းတယ်ဒီဟာလေးကဒါကတော့စိန်ဖြိုးကြိုက်တဲ့ classic cold brew ပေါ့နော် Cheers ပုံမှန်ကောင်းလိုက်တာဒီ classic cold brew ကကြတော့အချင်းတက်နေတယ် acidity နည်းတယ်ကွာအခါတက်လေးကတော့နည်းနည်းရှိရပုံမှန် black coffee ထပ်စားလို့ရှင်ပါခါတာဆိုတော့ဘာမှပြောပလောက်အောင်မရှိပေါ့နော် smooth တော်ဖြစ်တယ် image coffee က arabica coffee အမျိုးအစားနဲ့ထုတ်လုပ်ထားတာပေါ့နော်ရွာငံ coffee စီနဲ့ထုတ်ထားတာပြည်တွင်းဖြစ်ပဲကွာအမြင့်ပေမြင့် high altitude မှာရှိတဲ့ခါကျတော့အေးလို့ရှိရင် coffee စီတွေဖြည်းဖြည်းချင်းပဲမှဲ့တော့သူအဟာရတွေပိုဝင်ပြီးတော့မှ quality ပိုကောင်းတယ်နောက်ပြီးသူစိုက်တိုးတဲ့ပုံစံကလည်း coffee တစ်မျိုးတည်းကိုစိုက်တာမဟုတ်ပိန်းနဲ့ပင်တို့ထောပတ်ပင်တို့နဲ့ဂျားညှက်ပြီးစိုက်တဲ့ခါကျတော့coffee ပင်ကအရေးရရင်ပိုကြိုက်တယ်အဲ့မှာလဲသူ quality ကပိုကောင်းသွားပါဘောနော်ကိုကိုနဲ့ခါကကြတော့ရေနဲ့တော်တော်အဆင်ပြေတယ်ကွာဒီလိုမျိုးအဲ့လို coffee ပြင်းမတောက်နိုင်တဲ့လူကမှအရန်ကြိုက်တယ်အရန်အဆင်ပြေတော့ coffee ကြိုက်တဲ့လူဆိုတော့တေချာပေါက်ဒီ image ကိုစမ်းကိုစားကြည့်တဲ့နေပြီးတော့မှအဲ့ဒါကျေးဇူးတင်နေလိုက်မယ်ဒီကိုကိုနဲ့ကလည်းတော်ကောင်းတယ်သူကကောင်းနော် coffee နဲ့လည်းမပြောက်သွားဘူးဒါပေမဲ့ကိုကိုနဲ့အနှံ့လေးရကိုကိုနဲ့အနှံ့ရရဲ့စီမှာအရေးကြီးရဲ့အုံးစီနံရသွားပြီဆိုလို့ရှိရင်သွားပြီဒါအုံးစီနံရမှာမဟုတ်တကယ် coconut fresh coconut အနံ့ကိုရအဲ့ဟာပေါ့ပါလေး fresh coconut အနံ့လေးရပြင်ဒီမှာ light ချီလေးလက်စားကြည့်လာအောင်အရင်ကနော်အနံ့လေးက light ချီရဲ့အဖွင့်လေးလေ light ချီရဲ့အဖွင့်လေးနဲ့နည်းနည်းချင်းချင်းလေးသွားတယ်
coffee နဲ့လည်းမပြဘူးဒါလာချိလည်းမဆုံး ဒီလိုမျိုး image ရဲ့ဒီ ready to drink coffee ဘူးလေးတွေက City Mart Ocean Marketplace mini city map ပြီး capital GNG city express အဲ့ site တွေအကုန်လုံးမှာဟောနေရာတိုင်းမှာရတယ် နေရာမှာဝယ်လို့ရတယ်ပြီးရင်တော့ဒီဘူးနောက်မှာဟိုလေးပါတယ်ပေါ့နော် expire date လေးပါတယ်ကို့အိမ်ရောက်ပြီဆိုလို့ရှိရင်ရေကတက်တာထဲမှာထည့်ထားမယ်ဆိုလို့ရှိရင်10ရက်နဲ့2ပတ်လောက်တော့ဒါကိုထားပြီးတော့တောက်လို့ရတယ်ပေါ့နော်ဟောကြောင့်အခုဆိုလို့ရှိရင်ဖြီးသွားပြီဆိုလို့ရှိရင်ရေခဲပုံးယူသွားပြီးတော့မှအဲ့ဒါကိုအပြည့်ထည့်သွားလိုက်တယ်တန်းလုံးမှာအဲ့ဒါလေးတောက်ပြီးသွားလမ်းနေရောပဲအဲ့တော့ coffee ကြိုက်တဲ့လူဆိုလို့ရှိရင်တော့ဒီ image ကိုစမ်းကြည့်ပါ Cold brew ကိုစမ်းကြည့်ပါ Cold brew စမ်းကြည့်ပါလုံးဝကြိုက်မှာသိကြပါတယ်အားလုံးပဲတက်တာပါ